Hello everyone, welcome back to English with Brownie. Today we'll learn 5 beautiful expressions to describe emotional responses. မင်္ဂလာပါ English with Brownie မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့စိတ်ဝင်စားချက်တွေနဲ့ပတ်သက်တဲ့အခါသုံးတဲ့စကားစုလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့ It set my heart racing ဒါကိုဓာတ်ရိုက်ဘာသာပြန်မယ်ဆိုလို့ရှိရင်တော့နှလုံးသားကကစုံပေါက်နေရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ပြောရရင်တော့ very excited or scared ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဥပမာစာကြောင်းလေးကြည့်ရအောင် The roller coaster set my heart racing roller coaster စီးရတာငါနှလုံးသားကစုံပေါက်နေအရင်စိတ်လှုပ်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒုတိယတစ်ခုကတော့ it sends shiver down my spine ဆိုတာလေးဖြစ်ပါတယ်ဒါကတော့ဓာတ်ရိုက်ဘာသာပြန်ရရင်ကြောရိုးတစ်လျှောက်ချမ်းစိမ့်စိမ့်ဖြစ်သွားစေတယ်ပေါ့နော်ရင်ဖိုကြောက်လန့်စေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာစာကြောင်းလေးကိုကြည့်ရအောင် That ghost story sends shivers down my spineဒီတရေပုံမြင်ကငါ့ကိုရင်ဖိုကြောက်လန့်စေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တတိယတစ်ခုကတော့ it brought tears to my eyes တစုံတစ်ခုကရင်ထဲထိသွားလို့ငါမျက်ရည်ကျမတက်ပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် example စာကြောင်းလေးကိုကြည့်ရအောင် The movie Your Name Angry Heron brought tears to my eyes Your Name Angry Heron လို့ခေါ်တဲ့ဒီဇာတ်ကားကငါ့ကိုမျက်ရည်ကျမတက်ပဲပေါ့နော်နောက်တစ်ခုကတော့ it brings a smile to my faceဒါကတော့ very happy ဆိုတဲ့အဓိပ္ပာယ်အရမ်းပျော်အလွန်ပျော်ပေါ့ဥပမာစာကြောင်းလေးပြောရအောင် Whenever I see my crush it brings a smile to my face ငါရဲ့ crush ကိုမြင်တိုင်းငါအရမ်းပျော်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနော်နောက်ဆုံးတစ်ခုကတော့ it gave me goosebumps all down my arms ငါရဲ့လက်မောင်းတစ်လျှောက်ကြက်သိမ်းထသွားစေတယ်ဆိုတာကတော့တိုက်ရိုက်ပြန်တာပေါ့နော်သူရဲ့အဓိပ္ပာယ်ကတော့အလွန်အံ့ဩသွားစေတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါဥပမာစာကြောင်းလေးကိုကြည့်ရအောင် Her singing gave me goosebumps all down my arms သူ့ရဲ့တခြင်းဆိုတာကငါ့ကိုအလွန်အံ့ဩသွားစေတယ်အလွန်အံ့ဩလို့ကြက်သိမ်းမွေးညင်းနေအောင်ထသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုလို့ရှိရင်တော့ emotional response နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာသုံးတဲ့စကားစုလေးတွေကိုသိသွားလောက်ပြီထင်ပါတယ် So that's all for today's video. See you in the next lesson. Bye bye.